ကိုရ40ခုနှစ်မှာထိုင်းလူငယ်တစုကိုစစ်တပ်ကတပ်သားပတ်အဖြစ်လက်ခံလိုက်ပြီးတော့သူတို့အားလုံးတပ်ပုံရိုက်ခံရပါတယ်။အဲ့ဒီတော့သူတို့တွေစိတ်ခံရတာစီခိုးဝင်ပါကြပြီးမော့ကလှရစနဲ့ဝင်ကြီးခွင့်ပေးဖို့သူတို့ကိုပတ်စံနေတောင်းပါတယ်။အထက်မှာစစ်သားတယောက်ကအမျိုးသမီးတယောက်နဲ့ချစ်တင်းနီးနိုးနေတာကိုတွေ့လိုက်ရလို့သူ့အဖွဲ့သားတွေကသူ့ကိုချောင်းကြည့်ပြီးလက်တွေအလုံးများနေကြပါတယ်။မကြခင်ဘူကြီးရောက်လာပြီးမော့ကအသေးဖွဲလို့ရတဲ့အော်ဟစ်စုပူပါတော့တယ်။အဲ့ဒီတော့သူကမော့ကိုလေ့ကျင့်ခန်းလုပ်ခိုင်းပါတယ်။ပြီးတော့သူကလှရဲကိုရုတ်တရက်ဝင်သွားပြီးကျန်တဲ့သူတွေကိုပါစုပူပါတော့တယ်။ဒါပေမဲ့သူတို့ကဂယုမဆိုင်ပြီးမော့နဲ့သူ့ငယ်ချင်းကဘူကြီးအပေါ်ကိုပိုက်ကိုနဲ့ပြချပြီးအဖွဲလိုက်ထွက်ပြေးသွားကြပါတယ်။ဘူကြီးကလည်းအမြန်ယုံထွက်လာပြီးသူတို့ကိုပိတ်ဆို့ပရိုလမ်းပေါ်မှာပေါ်လာပါတယ်။အဲ့ဒီတော့သူကသူတို့ကိုကန်းချီမှာနိုင်ပေါင်းများစွာလေ့ကျင့်ခန်းလုပ်ခိုင်းပြီးအဖြစ်ပြပါတော့တယ်။နောက်တော့အဲ့ဒီလူတွေကလှိုင်းလုံးတွေနဲ့ဆော့ကစားနေကြပါတယ်။တစ်ချိန်တည်းမှာပဲမော့ကအကိုဖြစ်သူမက်ကသူ့ချူသူပန်ကိုဝင်ရှိနေပြီဆိုတာကိုသိသွားပါတယ်။သူရန်ဝမ်းသာသွားပြီးလက်စွပ်တကွင်းထောက်ကလက်ထက်ခွေတောင်းတဲ့အခါပန်ကလည်းလက်ခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာအထိတ်လက်လန့်ချနေတဲ့တင်ကားတဲ့တယောက်ကလှေပေါ်ကနေခုန်ဆင်းလာပြီးရန်သူစင်ပေါ်တွေလာနေတာတွေ့လိုက်တယ်ဆိုတာကိုမက်ကိုပြောပါတယ်။မနစ်နေကြီးကြတော့ထိုင်းစစ်တပ်ခေါင်းဆောင်တွေဟာဂျပန်ဖွဲ့နဲ့ညှိနှိုင်းဖို့အစည်းအဝေးလုပ်ကြပါတယ်။ဒေါက်တာကိုင်တိုကဂျပန်ဟာအိန္ဒိယနဲ့တရုတ်ကိုချီတက်ချင်တဲ့အတွက်ထိုင်းကိုသူတို့ရဲ့အခြေစိုက်ခန့်အဖြစ်အသုံးပြုမယ်လို့ရှင်းပြပါတယ်။ထိုင်းအစိုးရကစစ်ရော်ချေပေးဖို့သဘောတူပြီးထောက်ပံ့စီပစ္စည်းတွေတောင်ပေးဖို့သဘောထားကြောင်းကိုသူကထောက်ပြပါတယ်။ကိုင်တိုကသူတို့ရဲ့စမ်းသပ်ဇီဝလက္ခဏာကိုပြသဖို့ဗီဒီယိုတစ်ခုကိုလည်းဖွင့်ပြပါတယ်။အမျိုးသားတယောက်ကသူ့မျက်နှာမကောင်းဆိုးဝါးပုံစံပြောင်းလဲမချင်းမှမနစ်အနှဲငယ်လောက်နာကျင်စွာရုန်းကန်နေရပါတယ်။ဂျပန်ကမဟာမိတ်တွေကိုမတိုက်ချင်ပေမဲ့ထိုင်းကပူးပေါင်းဆောင်ရွက်မှုမရှိရင်ဒီလက္ခဏာကိုအသုံးပြုမှာပါ။ထိုင်းတပ်မှုကသူတို့ရဲ့စစ်ခန်းကိုဂျပန်ကိုပေးဖို့သဘောတူပေမဲ့အနည်းဆုံးတော့ခုခံတဲ့ပုံစံလေးပြဖို့လိုတယ်လို့ရှင်းပြပါတယ်။အဲ့ဒီနောက်တပ်ဖွဲ့တွေကိုအမြင့်ဆုံးတတိပေးထုတ်လိုက်ပြီးလူငယ်စစ်သားတွေဟာတိုက်ပွဲအတွက်အဆင်သင့်ပြင်ရတော့မှာပါ။ဒါပေမဲ့မော့ကအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘူကြီးကရောက်လာပြီးမော့ကအမတန်ကိုစစ်သားအားလုံးတာဝန်ထမ်းဆောင်ကိုလာရောက်သတင်းပို့ရမယ်လို့ပြောပါတယ်။တန်ကစစ်မှသူ့ယောက်ျားဆုံးရှုံးခဲ့ပြီးသူသားသမီးတွေကိုလည်းထပ်မဆုံးရှုံးကျင်တော့ဘူးလို့ဆိုပါတယ်။ဒါကြောင့်သူမကဘူကြီးနဲ့စကားများပြီးအချိန်ဆွဲနေတော့မော့ကနောက်တကားကခိုးထွက်သွားပါတယ်။မော့တောက်ဦးထဲရောက်တဲ့အခါမက်နဲ့ဆုံမိပြီးမက်ကသူ့ကိုတရွဲပေါ်ကလောင်ပချာပဒနာတွေကနေအမြဲထွက်ပြေးနေတဲ့သူလို့ဆဲဆိုပါတော့တယ်။မော့ကသူ့ကိုလောင်ပြောင်းတယောက်နဲ့အနေနဲ့အလေးပြုပြီးသူကအသားတက်ခံမှုမနေနိုင်ဘူးလို့ပြောပါတယ်။ပြီးတော့ကျန်နေမိသားစုတွေလို့သူကစစ်သားတယောက်မဖြစ်ချင်ခဲ့ဘူးလို့သတိပေးပါတယ်။မက်ကသူဦးလေးတယောက်တော့မယ်ဆိုတာကိုပြောတဲ့အခါမော့ကသူနဲ့အတူထွက်ပြေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့မက်ကသူ့ချစ်သူကိုကာကွယ်ချင်လို့ငင်းဆန်ပါတယ်။မက်ခတ်သွားတော့မော့ခါသူ့ရဲ့အတွင်းစိတ်ဖြာလိမ့်မှုကိုဖြေရှင်းရတော့ပါတယ်။ကမ်းခြေမှာတော့ထိုင်းတပ်ဖွဲ့တွေကိုဂျပန်စစ်တပ်ကတပ်ဖြတ်နေပါတယ်။အလောင်တွေကနေရာအနှံ့အတုံးယုံကြနေပြီးပင်လယ်ရေတွေနောက်နှီးတဲသွားပါတယ်။မော့ပြန်လာပြီးသူ့တငယ်ချင်းတွေနဲ့အမြန်ဖန်ပေါင်းပြီးအကြောက်လွန်ပြီးပုံနေကြပါတယ်။ဘူကြီးကသူတို့ကိုတိုက်ခိုက်ဖို့ဖြောင်းဖျံဖို့ပြောရင်အော်ဟစ်နေပြီးမြကြီးဆက်တဲ့တောင်ကသူ့ကိုချက်ချင်းတပ်ဖြစ်ပါတယ်။တိုက်ပွဲစတင်ဂိမ်းတက်လာချိန်မှာမော့ကသူ့အဖွဲ့ကိုထွက်ပြေးဖို့ဖြောင်းဖျံပါတယ်။အနီးမှာပဲဂျပန်တရေတယောက်ကမ်းခြေကိုရောက်လာပါတယ်။ရုတ်တရက်တရေကပွင့်သွားပြီးဖုတ်တယောက်တွဲဟင်းထွက်လာပါတယ်။နောက်စီတော့ဟုတ်ထဲမှာတော့လူငယ်စစ်သားတွေစစ်ပြေးနေကြပါသေးတယ်။ဒါပေမဲ့တစ်ပေတွေကြားထဲမှာတစုံတစ်ခုကအလင်းမြန်တွေလာနေပြီးလူတွေကိုတယောက်ပြီးတယောက်ခွန်အုပ်တက်ဖက်နေပါတယ်။အများကြီးပြေးလိုက်တဲ့နောက်မော့ခါသူ့တယောက်ထဲကျန်တော့တယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ပူဆိုးတာကသူဟာရွှေညွန်ကိုထန်ပြီးအခုတော့ဖြည်းဖြည်းချင်းနစ်မြုပ်နေပါပြီ။စက္ကန့်နိုင်ငံတွင်မှာသူတကုံလုံးရေအောက်ရောက်သွားပါတယ်။အဲ့ဒီအချိန်မှာစစ်သားတယောက်ကလက်ကိုရေထဲလိုက်ပြီးမော့ကိုဆွဲထုတ်လိုက်လို့ထိတ်လန့်သွားပါတယ်။အသက်ပြင်းပြင်းရှူရင်းတော့မော့ကြည့်လိုက်တဲ့အခါသူ့ကိုကယ်တင်ခဲ့တာဖုတ်တယောက်ချစ်နေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်။တကယ်တမ်းသူ့ငယ်ချင်းအားလုံးရွှေညွန်ကိုဝိုင်းရံထားပြီးသူတို့အားလုံးဖုတ်တွေဖြစ်သွားပြီဆိုတာကိုသိလိုက်ပါတယ်။ရုံးခင်းထဲမှာတော့ထိုင်းစစ်တပ်ခေါင်းဆောင်တွေနဲ့ကိုင်တိုတို့ကတည်င်းကိုနားထောင်နေကြပါတယ်။ထိုင်းအစိုးရကအကိတ်ခတ်ဆဲရဲမှုတောင်းဆိုထားပြီးအခုဂျပန်နဲ့ညှိနှိုင်းနေကြောင်းအတည်ပြုပါတယ်။မနေ့အနေငယ်ကြတော့ကင်းလက်အဖွဲ့တယောက်ကတော့အုပ်ထဲရောက်ပြီးနွယ်ပေါ်မှာချိတ်ဆွဲထားတဲ့အယိုးတွေကိုတွေ့လိုက်ပါတယ်။ရုတ်တရက်ဒီနွယ်တွေစတင်လှုပ်ရှားလာပြီးအတန်ကြောင့်ဖုတ်တွေတတိထားနေသွားခဲ့ပြီးပေါင်းအောင်ရာကနေထွက်လာပြီးတိုက်ခိုက်ကြပါတယ်။ကင်းလက်အဖွဲ့ကချက်ချင်းပစ်ခတ်ပါတော့တယ်။စစ်သားတွေဟာရန်တမ်းပစ်ခတ်ပြီးနောက်အလောင်းတွေကိုတွားကောက်ဖို့ကြိုးစားပြီးမြဲဖုတ်ကောင်တွေပျောက်သွားတာကိုတွေ့လိုက်ရပါတယ်။သူတို့လှည့်ကြည့်လိုက်တဲ့အခါသူတို့ရဲ့ခေါင်းဆောင်ဟာခေါင်းတစ်ဝက်ကျန်နေပြီးဖုတ်ကောင်တစ်ကောင်ကသူ့ကိုစားနေတာကိုတွေ့လိုက်ရပါတယ်။ကျန်တဲ့ဖုတ်ကောင်တွေကလည်းချက်ချင်းပြန်ပေါ်လာပြီးသူတို့ကိုဝိုင်းရံကရုတ်တရက်တိုက်ခိုက်ပါတော့တယ်။စခန်းမှာတော့မိခင်တဦးဟာပျောက်ဆုံးနေတဲ့သူမရဲ့ခမင်းကိုစိုးရင်တကြီးရှာဖွေနေပါတယ်။သူနာပြီးအဖြစ်အလုံးလုံးနေတဲ့ပန်းကသူမကိုနစ်သိမ့်ပေးပြီးရှာဖွေရေးအဖွဲ့တွေကမကြခင်အားလုံးကိုရှာတွေ့မှာပါလို့ပြောပါတယ်။ရေဒီယိုမှာတော့ညှိနှိုင်းမှုတွေအဆင်ပြေသွားပြီးဂျပန်နဲ့ထိုင်းတို့ဟာမိတ်ဆွေတွေဖြစ်သွားပြီဖြစ်ကြောင်းထိုင်းနိုင်ငံသားတွေကိုဂျပန်တပ်ဖွဲ့တွေကိုကူညီပေးဖို့တောင်းဆိုထားကြောင်းကြေညာပါတယ်။အချိန်အတန်ကြာတော့မက်ခါသူ့ညီကိုရှာဖို့တော်ရဲရောက်လာပြီးအလောင်းအတိုင်းဆော့တွေနဲ့မီးလောင်နေတဲ့နေရာတွေကိုပဲတွေ့ရပါတယ်။ရုတ်တရက်သူအတန်တစ်ခုကြားလိုက်ပြီးအဲ့ဒီအတန်နောက်ကိုလိုက်သွားရကနေထွေးနယ်ကြီးတစ်ခုစီရောက်သွားပါတယ်။အဲ့ဒီအောက်ခြေမှာစစ်သားတယောက်ရှိနေတာကိုသူတွေ့လိုက်ရပါတယ်။မက်ကအဲ့ဒီလူကိုကူညီဖို့တစ်ပင်တစ်ပင်မှာကြိုးချီပြီးထွေးနယ်ကိုဆင်းသွားပါတယ်။ဒါပေမဲ့အဲ့ဒီလူကမျက်နှာမရှိတဲ့ဖုတ်ကောင်တစ်ကောင်ခင်းနေတာကိုတွေ့လိုက်ရလို့သူထိတ်လန့်သွားပါတယ်။ဖုတ်ကောင်ကချက်ချင်းပဲသူ့ကိုတိုက်ခိုက်ခဲ့အတွက်မက်ကပြန်တိုက်ဖို့တင်ဝါချွန်တစ်ခုကိုကောက်ကိုက်လိုက်ပါတယ်။ရုံရင်းဆန်ခတ်ဖြစ်ရင်မက်ကဖုတ်ကောင်ကိုတွင်းထုတ်ပြီးခေါင်းကိုထိုးဆိုင်လိုက်ပေမဲ့ဖုတ်ကောင်ကဆက်လှုပ်ရှားနေတော့မှာပဲ။အဲ့ဒီနောက်မက်ကကြိုးကိုဆွဲပြီးပြန်တက်ဖို့ကြိုးစားပေမဲ့ဖုတ်ကောင်ကသူ့ခြေထောက်ကိုဆွဲချလိုက်တဲ့အတွက်သူ့ရဲ့အိတ်ဆောင်တိုင်းလေးမတော်အဆပြုတ်ကျသွားပါတယ်။ပြုတ်ကျသွားချိန်မှာမက်ကတေလူမြော်ပါဖြစ်နေတဲ့မီးပုံတွေကမီးတုပ်တစ်ချောင်းကိုကောက်ယူနိုင်ခဲ့ပါတယ်။မီးပွားတွေကဖုတ်ကောင်ကိုချက်ချင်းမီးဆွဲလောင်စေပြီးနောက်ဆုံးတော့တေးသွားပါတော့တယ်။မီးပွားတစ်ခုကမက်ခရဲ့မျက်လုံးကိုလည်းထိခိုက်သွားစေပါတယ်။ကန်းကျင်မှာတော့မော့ခါဖုတ်ကောင်တွေနဲ့ဝါးစားခံထားတဲ့အလောင်းတွေကြားထဲမှာနိုးသွားပါတယ်။သူလေးပြလေးတစ်ကောင်ကိုကြည့်နေတော့တောထဲမှာဘာဖြစ်ခဲ့လဲဆိုတာကိုပြန်စဉ်းစားနေမိပါတယ်။တကယ်တော့မော့ခါအကြိုက်ခံခဲ့ပြီးသူလည်းဖုတ်ကောင်ဖြစ်သွားခဲ့ပါတယ်။တခြားဖုတ်ကောင်တွေကအလောင်းတွေကိုစားတောင်နေကြပေမဲ့အမျိုးသမီးတဦးရဲ့ကိုရင်းအဝေးရာတွေအစွဲထုတ်ခံနေချိန်မှာမော့စ်ကကလေးမလေးတစ်ကောင်ကိုခုံအုပ်လိုက်ပါတယ်။အခုပြစ်စုံပန်မှာတော့မော့ခါသူမကောင်းဆုံးဝတစ်ကောင်ဖြစ်သွားခဲ့ပြီဆိုတာကိုသိလိုက်ရလို့စိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်ပါတော့တယ်။မက်စခန်းကိုပြန်ရောက်တော့သူတွေ့ခဲ့တာတွေကိုအထက်လူငယ်တွေကိုပြောပြပါတယ်။ကိုင်တိုမှာအခုတော့အလွတ်ထီနေတဲ့တစ်သားရှိပြီးမက်ကိုနေရာအတိအကျကိုအသေးသားမင်းညံပါတော့တယ်။အဲ့ဒီနောက်ကိုင်တိုကရေကင်းသူတင်တာတွေကိုပြန်လဲသုံးသပ်ဖို့ဗီဒီယိုတချို့ကိုဖွင့်ပြပါတယ်။သူ့ရဲ့ဇီဝလက်နက်ကဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတရိษံအုပ်စုနှစ်ဦးကိုစမ်းသပ်ခဲ့ပါတယ်။အုပ်တဦးရဲ့အသက်ရှင်စုကောင်းတွေဟာခွန်အားကြီးမားတဲ့ကြမ်းထမ်းတဲ့ထိရောက်တဲ့တိုက်ခိုက်နိုင်စွမ်းပြသပါတယ်။သူတို့မှာလူသားစားတဲ့လက္ခဏာတွေလည်းရှိပါတယ်။ဒါပေမဲ့အုပ်နှစ်ရဲ့အသက်ရှင်စုကောင်းတွေဟာပိုတန်မာပြီးပိုမြန်ပေမဲ့မတိုက်ခိုက်ပါဘူး။သူတို့မှာကိုထိန်းချုပ်နိုင်စွမ်းရှိပုံရပါတယ်။
တော်ထဲမှာတော့မော့ခါတခြားဖုတ်ကောင်တွေမြေပေါ်ကအလောင်းတွေကိုစားနေတာကိုကြည့်နေပေမဲ့ဘာမှမတုံ့ပြန်ပါဘူး။ထွေးနာမှာသူကသူ့အညီကိုရဲ့အနာကြီးကိုတွေ့ပြီးကောက်ယူလိုက်ပါတယ်။သူ့မိဘတွေရဲ့ပုံကိုတွေ့တော့သူငိုချလိုက်ပါတယ်။ဒီငိုတန်းဟာမကြခင်ဟိန်းသုံးတန်းအဖြစ်ပြောင်းလဲသွားပါတယ်။တခြားဖုတ်ကောင်တွေကလည်းလိုက်អော်ကြပါတယ်။စေးရုံတဲ့တွေမှာမက်ခါလူနာတွေကြားထဲမှာသူ့ညီကိုလိုက်ရှာပေမဲ့မတွေ့ပါဘူး။အသက်ရှင်စုကောင်တယောက်ကသူပြောတာကိုကြားသွားပြီးအစောမိတ်မှာမော့ကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။မက်ကဘယ်မှာလဲဆိုတာကိုအသေးအံသိချင်နေပေမဲ့သူ့ရဲ့တမှုကြီးကအစည်းအဝေးတက်ဖို့ခေါ်လိုက်တော့မိခွန်းတွေရက်သွားပါတယ်။မင်းတက်ထဲမှာဂျပန်စစ်သားတယောက်ကတစ်တာပျောက်ဆုံးသွားတဲ့အတွက်စူပူကန်ထားပြီးသူ့ရဲ့ရှက်ယုံမှုကိုဓာတ်နဲ့ကိုတက်ချက်ပြီးဖြည့်ရှင်းလိုက်ပါတယ်။တမှုကြီးနဲ့မက်ရောက်တဲ့အချိန်မှာကိုင်းတို့ကသူ့ရဲ့ဇီဝလက်နက်ခါတစ်တာတွေကလွတ်မြောက်သွားပြီးတခြားလူတွေကိုလည်းဖုတ်ကောင်တွေအထိပြောင်းလဲနိုင်တယ်လို့ရှင်းပြပါတယ်။တမှုကြီးကဒါကိုအထက်ကိုတင်ကျင်ပေမဲ့ဘူကြီးနာကာမူရာကတားမြစ်လိုက်ပါတယ်။သူကဒါကိုလွတ်ဝတ်ထားပြီးဖြည့်ရှင်းမဲ့အစီအစဉ်ရှိတယ်လို့ရှင်းပြပြီးထိုင်းနိုင်ငံစစ်တပ်ခေါင်းဆောင်တွေကတရားဝင်စာရွက်တောင်တစ်ခုကိုပြပါတယ်။ဒါကြောင့်မက်နဲ့တူတမှုကြီးဟာအသက်ရှင်နေတဲ့ဖုတ်ကောင်အားလုံးကိုဖမ်းဆီးဖို့အထူးတက်ဖွဲ့တဲ့ဝင်ရပါတော့တယ်။တော်ထဲမှာတော့မော့ခါတခြားဖုတ်ကောင်တွေမြေပေါ်ကအလောင်းတွေကိုစားနေတာကိုကြည့်နေပါတယ်။သူကကောင်မလေးတစ်ချောက်ကိုလိုက်ဖမ်းပြီးရဲရဲဆက်ဆက်စားခဲ့တာကိုတတိယသွားပြီးအဖြစ်ကင်းစိတ်တစ်ခုဝင်သွားပါတယ်။မော့ခါတနေ့တစ်လုံးကိုကောက်ယူပြီးကိုတက်ဖြတ်ချစ်တော့သူ့ခန္ဓာကိုယ်ကရုတ်တရက်ပူထူလာပြီးလက်တွေကိုမီးဆွဲလောင်စေတဲ့ထူးခြားတဲ့အရည်တွေထွက်လာပါတယ်။သူ့တကူလုံးမီးမလောင်ခင်မှာပဲနောက်ဖုတ်ကောင်တစ်ကောင်ကသူ့ကိုရွှင်ထဲကိုတွင်းထုတ်လိုက်ပြီးမီးငိန်သွားအောင်လုပ်ပေးပါတယ်။တစ်ချိန်ထိုင်မှာပဲကိုင်တိုကသူ့တင်နာကိုဆက်လက်တုံးတက်နေပါတယ်။ ဗိုင်းရပ်စ်ပမာဏပိုများများထုတ်ရင်လိုက်တော့တုံ့ပြန်မှုကအပြူဆောင်တယ်လို့တွေ့ရပါတယ်။အထူးသဖြင့်စိတ်ဖိစီးများနဲ့ဒါမှမဟုတ်စိတ်ခံစားချက်ပြင်းထန်တဲ့အချိန်တွေမှာနမူနာတွေဟာကိုယ်တိုင်မီးလောင်ကျွမ်းဆန်းရှိတာကိုသူတို့တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်ကိုင်တိုကဖုတ်ကောင်တွေရဲ့အားနည်းချက်ကမီးဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဗိုင်းရပ်စ်ကိုလူတွေမှာစမ်းသပ်တဲ့အခါအစပြောင်းလဲလာခဲ့ပါတယ်။နာရီအနေငယ်ကြတော့မော့ခါတခြားဖုတ်ကောင်တွေလည်းနိုးသွားတဲ့ဂူထဲမှာနိုးသွားပါတယ်။ ခေါင်းဆောင်ဖြစ်သူနိုဘူးကညစာအတွက်တိရစ္ဆာန်တကောင်ယူလာချိန်မှာသူတို့ကဆာလောင်မသိစွာနဲ့ဟင်းရောက်ကြပေမဲ့နိုဘူးကပိုကျဲကျဲဟင်းရောက်ပြီးသူတို့ကိုအညံ့ခံစေခဲ့ပါတယ်။နိုဘူးထွက်သွားပြီးနောက်မှာတော့ဖုတ်ကောင်တွေကအဲ့ဒီတိရစ္ဆာန်ကိုအလိုရစားတော့ကြပါတယ်။မော့ခါနိုဘူးနောက်ကိုလိုက်သွားပြီးကိုရက်ထောင်းတဲ့နေရာမှာသူ့ဇနီးရဲ့ထပ်ပုံလေးနဲ့သူမရေးပေးခဲ့တဲ့ကြပြားလေးကိုကြည့်ပြီးငိုနေတာကိုတွေ့လိုက်ရပါတယ်။ဒါကမော့ကိုသူ့မိဘတွေရဲ့ထပ်ပုံကိုပြန်ကြည့်မိစေပြီးမက်ကိုတတ်ထဲခေါ်ဖို့ပူကြီးသူတို့အိမ်ကိုရောက်လာတဲ့နေ့ကိုသတိရသွားစေပါတယ်။မော့ခါသူ့အကိုထပ်သွားရင်ကိုတင်ရတော့မယ်ဆိုပြီးဝမ်းတာနေခဲ့ကမက်စစ်မြေပြင်မှာတည်ဆုံသွားမယ့်အကြောင်းရိုက်ဆိုင်တဲ့တခြင်းတစ်ပုတ်ကိုဆိုခဲ့လို့တခြားသူတွေကစိတ်ဆိုးခဲ့ကြပါတယ်။အခုပြစ်စုပန်မှာတော့မော့ငိုကြည့်နေရင်နိုဘူးဟင်းရောက်နေတဲ့ပုံစံမှာအလားတူဝမ်းနေမှုကိုသူခန်းစားလိုက်ရပါတယ်။နိုဘူးကိုထဲကနေထွက်သွားတဲ့အခါမော့လိုက်သွားပြီးရေထဲကတပ်ပုံတွေကိုတွေ့လိုက်ရပါတယ်။နိုဘူးကမြစ်ထဲမှာရက်ပြီးရှေ့ကိုစိုက်ကြည့်နေပါတယ်။ဘာလို့လဲဆိုတော့သူကသူ့ဇနီးရဲ့တစီကိုစိတ်ကူးရင်မြင်ရောက်နေလို့ပါ။သူမကချစ်စကားတွေပြောပြီးကြပြကိုရွတ်ပြနေတဲ့အတွက်နိုဘူးကိုဝမ်းနေပူဆွေးမှုတွေနဲ့စိတ်ဖိတီးမှုတွေအများကြီးခံစားရစေပါတယ်။စိတ်ပြက်လက်ပြက်အော်ဟစ်ပြီးနောက်မှာတော့နိုဘူးရဲ့ခန္ဓာကိုယ်ဟာပြအဖြစ်ပြောင်းလဲသွားပြီးအဲ့ဒီပြတွေထိသွားတဲ့အပင်လေးကပင်ပွင့်လန်းလာပါတယ်။တစ်ချိန်ထဲမှာပဲတခြားဖုတ်ကောင်တွေကတိရစ္ဆာန်ကြီးတကောင်ကိုစားတောက်နေကြပြီးမဲ့သူတို့စားလောင်နေကြတော့ပါပဲ။သူတို့ထဲကတယောက်ကစကားပြောနိုင်သွားပြီးသူတို့ကိုဒီလိုဖြစ်အောင်ဂျပန်ကလုပ်ခဲ့တာမို့လက်စားချေတဲ့အနေနဲ့သူတို့ကိုပြန်စားတင်တယ်လို့သူတငယ်ချင်းတွေကိုပြောလိုက်ပါတယ်။တော်ထဲမှာတော့အထူးတပ်ဖွဲ့ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံထားတာကိုတွေ့လိုက်ရပါတယ်။သွေးလေအသားဆက်တွေနဲ့ခြေလက်အင်္ကာတွေနေရာအနှံ့ပြန်ကျဲနေတဲ့အတွက်ဖုတ်ကောင်တွေကိုဆက်ရှာဖို့သူတို့အဲ့ဒီပစ္စည်းမှုလမ်းကြောင်းအတိုင်းလိုက်သွားကြပါတယ်။အနီးနားကအတန်တကူကိုကြားလိုက်ရတဲ့အခါနာကာမူရာကသူ့အဖွဲကိုပုံခိုင်းလိုက်ပါတယ်။အဲ့ဒီနောက်သူကသွေးနဲ့ထွက်အောင်ထားတလက်ကိုဆွဲထုတ်လိုက်ပါတယ်။အနံ့ကြောင့်ဖုတ်ကောင်တကောင်ချက်ချင်းရောက်လာပြီးနာကာမူရာအနားကိုချင်းကပ်လာပြီးမဲ့သူမတိုက်ခိုင်နိုင်ခင်မှာပဲစစ်သားတယောက်ကသူ့ကိုဖမ်းဖို့မိန်းသိနဲ့ပစ်လိုက်ပါတယ်။စခန်းမှာတော့ဖမ်းမိထားတဲ့ဖုတ်ကောင်ကိုလောင်အိမ်ထဲမှာထည့်ထားပါတယ်။စစ်သားတွေကသူ့ကိုရင်နှွေးပူတွေနဲ့ပတ်တဲ့အတွက်မက်ကဒါဟာနှိမ့်ဆက်တာပဲလို့ယူဆပြီးကန့်ကွက်ပါတယ်။ဒီတတဝါကိုတက်လိုက်တာကပိုကောင်းမယ်လို့သူကထင်ပေမဲ့ကိုင်တိုကတော့ဖုတ်ကောင်အလုံးကိုဖမ်းပြီးလေးလာဖို့အတွက်အသက်ရှင်လက်ထားခြင်းနေပါတယ်။အဲ့ဒီအချိန်မှာဖုတ်ကောင်ကသူ့ကိုယ်ထဲကမိန်းကိုဆွဲထုတ်ပြီးလောင်အိမ်တိုင်တွေကိုလှုပ်ရမ်းတဲ့အတွက်စစ်သားတယောက်ကသူ့ကိုအချင်းချင်းပိတ်ခတ်ပါတော့တယ်။ဖုတ်ကောင်ဟာအယမ်းနာခြင်းနေပေမဲ့မသေးပါဘူး။အဲ့ဒီနောက်အရသားတယောက်ကိုခေါ်လာတဲ့အခါဖုတ်ကောင်ကသူ့အဖေမှန်ချက်ချင်းမမိသွားပါတယ်။အဖေဖြစ်သူကသူ့သားကိုဘာလုပ်လိုက်တာလဲလို့အော်ဟစ်မိမြန်ရင်သူတို့သားအားနှစ်ယောက်ငိုကြွေးကြပါတယ်။နာကာမူရာကရုတ်တရက်အဖေဖြစ်သူရဲ့ခေါင်းကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါဖုတ်ကောင်ဟာအယမ်းကိုဝမ်းနဲ့ကြေကွေးသွားပါတော့တယ်။မက်ခါချက်ချင်းပဲဒေါသထွက်သွားတဲ့အတွက်တမိုးကသူ့ကိုဆွဲခေါ်သွားပြီးသူတို့မှအာနာမရှိတော့ဘူးလို့တတိပေးပါတယ်။အဲ့ဒီနောက်နာကာမူရာကသူ့လူတွေကိုဖုတ်ကောင်ပေါ်အစိမ့်ငွေတွေလောင်ချခိုင်းတဲ့အတွက်ဖုတ်ကောင်ဟာစိတ်ငိုနေပြီးသူ့အဖေစီကိုလက်လန်းနေရှာပါတယ်။ဒေါသထွက်နေတဲ့မက်ခါနာကာမူရာအပေါ်ခိုးအုပ်ပြီးထိုးချလိုက်တဲ့အတွက်တမိုးကသူ့ကိုနောက်တစ်ချိန်ဆွဲထုတ်ရပြန်ပါတယ်။နာကာမူရာကသူ့လူတွေကိုထားနေချိန်ပြီးသူ့လူတွေကိုတေချာကိုင်းတွယ်ဖို့တမိုးကိုပြောပါတယ်။တမိုးကမက်ကိုတာဝန်ကနေရက်စဲလိုက်ပြီးဖြစ်လို့အိမ်ပြန်ရတော့မယ်လို့ဝမ်းနဲ့စွာနဲ့အတီးပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဖုတ်ကောင်ကလောင်အိမ်ကိုချိုးဖျက်ပြီးထွက်လာနိုင်ခဲ့ပါတယ်။ဒီတတဝါကသူ့ရဲ့ကိုယ်ပိုင်အဖေကိုစတင်စားတောင်းနေတာကိုစစ်သားတွေကထိတ်လန့်တကြားကြည့်နေကြပါတယ်။မော့ကူထဲကိုပြန်ရောက်တဲ့အခါဖုတ်ကောင်တွေကသူတို့ရဲ့အတိတ်ဘဝတွေအကြောင်းဆွေးနွေးနေတာကိုတွေ့လိုက်ရပါတယ်။သူတို့အားလုံးမှာအနာဂတ်အိမ်မက်တွေရှိခဲ့ကြပေမဲ့စစ်တပ်ထဲအသေးအရက်ခေါ်ခိုင်းချိန်မှာအဲ့ဒါတွေကိုဆုံးလွတ်ခဲ့ကြရပါတယ်။သူတို့ထဲကတယောက်ကတချင်းဆိုချင်းခဲ့တယ်လို့ဝန်ခံပြီးတချင်းတစ်ပုတ်ကိုဆိုတဲ့အခါမကြခင်မှာပဲအားလုံးလိုက်ဆိုကြပါတော့တယ်။အဲ့ဒီအချိန်မှာသူတို့ထဲကတယောက်ပြောင်းနေတာကိုသတိထားမိသွားလို့သူ့ကိုသွားရှာဖို့သဘောတူလိုက်ကြပါတယ်။အနီးနားကရွာတွေမှာတော့ဒေသခံတွေဟာမကောင်းဆိုးဝါးတွေကိုဝေးဝေးမှာထားဖို့အထူးရတရားတစ်ခုကိုလှုပ်ဆောင်နေကြပါတယ်။မကြခင်မှာပဲဖုတ်ကောင်တွေကရွာကိုဝိုင်းရံပြီးဒေသခံတွေကိုစတင်စားတော့ကြပါတော့တယ်။မကောင်းဆိုးဝါးတွေထဲကတကောင်ဟာသူတို့ချစ်ရတဲ့ခင်မွန်းနဲ့ဖခင်ဖြစ်နေတာကိုသတိထားမိသွားလို့မိခင်နဲ့သမီးဖြစ်သူတို့ထိတ်လန့်သွားကြပါတယ်။ဒီချိန်ထဲမှာပဲပန်ဟာစပင်းနဲ့အိမ်ပြန်လာပြီးမိပြင်ဖို့ရက်လိုက်ရပါတယ်။ရုတ်တရက်လူတယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရပြီးခြေထောက်နဲ့ချောင်းနဲ့ဖြစ်နေတာကြောင့်သူမအော်ဟစ်လိုက်ပါတော့တယ်။အိမ်မှာတော့တန်ဟာသူမသားဘေးကင်းကင်းနဲ့ပြန်လာဖို့စုထုံနေပြီးမော့အိမ်နာကိုချင်းကပ်လာတာကိုမသိချပါဘူး။နန်နန်ကနေတပ်ပုံတစ်ပုံပြုတ်ချလာတဲ့အခါသူမကဒါကိုနိမိတ်ဆိုတစ်ခုလိုမြင်ပြီးပြတင်းပေါ်ကိုပိတ်လိုက်ပါတယ်။အဲ့ဒီနောက်သူမဆေးလိပ်ထောက်ဖို့အပြင်ထွက်လာချိန်မှာအထဲမှာပဲနေဖို့ပြောလာတဲ့မက်ကရုတ်တရက်လန့်သွားပါတယ်။သူညီအသက်ရှင်နေနိုင်သေးတယ်လို့မက်ကရှင်းပြတဲ့အခါတန်ကသတင်းကောင်းအတွက်ကျေးဇူးတင်ကြောင်းဖတ်လွယ်တကင်ပြောပါတယ်။မော့ကအားလုံးကိုကြားနေရပြီးသူတို့နဲ့ပြောမစုံနိုင်တော့ဘူးဆိုတာကိုသိလိုက်ရလို့ငိုကြွေးရင်းသူကတော့အဲ့ဒီစီမှာပန်းရောက်လာပြီးသူတွေ့ခဲ့တာတွေကိုပြောပါတယ်။မက်ခါတနတလက်ကိုချက်ထင်းထုတ်ယူပြီး
တန်ကိုပစ်လိုက်ကတခုခုထူးခြားတဲ့တွေ့ရင်ပစ်ဖို့နဲ့လှုပ်ရှားနေတဲ့ရင်မိရှို့ဖို့ပြောလိုက်ပါတယ်။တော်ထဲမှာတော့ဘုန်းကြီးတစ်ပါးဟာကလကတခုနောက်မှာတရားထိုင်နေပါတယ်။ဟုတ်ကောင်တကောင်ကသူ့စီချင်းကလာတဲ့အခါဘုန်းကြီးကဒါဟာသူ့သားဖြစ်ကြောင်ချက်ချင်းသိလိုက်တဲ့အတွက်စတင်ဆူတောင်းပါတော့တယ်။ဟုတ်ကောင်ကလည်းတူချောက်ပြီးမထွက်ခွာခင်ဆူတောင်းပေးခဲ့ပါတယ်။အနီးအနောက်မှာတော့ဟုတ်ကောင်တကောင်ကမိခင်နဲ့ကလေးကိုလိုက်ဖန်နေပါတယ်။မိန်းကလေးလဲကျသွားတဲ့အခါဟုတ်ကောင်ကသူတို့စီရောက်လာပေမဲ့သူ့သမီးဖြစ်ကြောင်မှတ်မိသွားတဲ့အတွက်ရပ်တန့်သွားပါတယ်။အဲ့ဒီချိန်မှာတက်မှုနဲ့သူ့ညာလည်းယုံရောက်လာပြီးစစ်သားကပြစ်ဖို့အသင့်ပြင်လိုက်ပေမဲ့တက်မှုကသူ့ကိုတားလိုက်ပါတယ်။ဟုတ်ကောင်ကသူ့သမီးနာမည်ကိုခေါ်ပြီးဆက်သွယ်ဖို့ကြိုးစားတဲ့အခါမင်းအလေးကသူ့မျက်နှာကိုကိုက်ပြီးအဖေဖြစ်သူထိခိုက်တဲ့ရထားလို့ငိုပါတော့တယ်။ဟုတ်ကောင်ကသူ့မှာခေါင်းကိုကိုက်ဖို့ကြိုးစားတဲ့အချိန်မှာအထူးတက်ဖွဲ့ရောက်လာပါတယ်။မိခင်ဖြစ်သူကမင်းကလေးကိုဆွဲခေါ်သွားပြီးနောက်စစ်သားတွေကသူတို့ရဲ့မိန်းတနက်တွေနဲ့ပစ်ခတ်ကြပါတယ်။ဒါပေမဲ့စစ်သားတွေဟာပစ်မှလွဲသွားပြီးအမျိုးသမီးနဲ့ကလေးကိုပါတတ်မိသွားပါတယ်။အဲဒီနောက်ကျန်တဲ့ဖုတ်ကောင်တွေရောက်လာတဲ့အတွက်စစ်သားတွေကပစ်ခတ်ပါတော့တယ်။တက်မှုကသူ့လူတွေအဖြစ်မှတ်မိသွားလို့ဂျပန်စစ်သားတွေကိုပြန်ပစ်ပြီးသူတို့အတွက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့ညာလက်ယုံကချက်ချင်းအသက်ခံလိုက်ရပါတယ်။တက်မှုကလည်းအပစ်ခံရချိန်မှာဖုတ်ကောင်တွေကမော့ကိုတွေးသွားပြီးမသိခင်မှာထပ်ပြေးဖို့ပြုတ်လိုက်ပါတယ်။မော့ခါတက်မှုရဲ့အလောင်းကိုကိုင်ပြီးသူတည်ဆုံးသွားတဲ့အတွက်ငိုကြွေးနေပါတယ်။အဲဒီချိန်မှာမက်ရောက်လာပြီးဖုတ်ကောင်တွေကအထူးတက်ဖွဲ့ကိုစားနေတာကိုတွေ့လိုက်ရပါတယ်။တက်သွားတဲ့ကောင်ကစစ်သားတယောက်ရဲ့နံရိုးတစ်ကလုံးလုံးကိုတောင်ဆွဲနှုတ်နေပါတယ်။အဲဒီနောက်သူကမော့ခါမကောင်းဆိုးဝါးဖြစ်သွားပြီဆိုတာကိုတတိထားမိသွားတဲ့အတွက်သူ့ပခုံးကိုတနက်နဲ့ပစ်လိုက်ပါတယ်။မော့ကသူ့အစကိုနမေကိုခေါ်ပြီးပြေးဖို့ကြိုးစားပြီးမက်ကသူ့ကိုထပ်ပစ်ပါတယ်။ဖြော်လင်းခက်မဲ့နေတဲ့မော့ကဆက်ပြီးတောင်းပန်နေပြီးမက်ကတတိယအကြိမ်ထပ်ပစ်လိုက်တဲ့အတွက်သူညီခောက်ထဲပြစ်ကျသွားပါတော့တယ်။မက်ကလည်းလဲကျသွားပြီးသူလုခဲ့တာတွေအတွက်အပီချီစိတ်နဲ့ဝမ်းနဲ့စွာအော်ဟစ်နေပါတယ်။ရုတ်တရက်မော့ကပြန်တက်လာပြီးသူ့ကိုတိုက်ခိုက်ပါတယ်။ခဏအကြာမှာတော့မက်နိုလာပြီးသူလည်းဖုတ်ကောင်ထွက်သွားပြီးဆိုတာကိုသိလိုက်ရပါတယ်။စကန်မှာတော့ဂိုင်တိုကနာဂါမိုရာဂျူနီယာကိုသူ့အဖေရဲ့ဖုတ်ကောင်ဒီကိုအသက်ရှင်လျက်ထားခြင်းတဲ့အကန့်အစီဟာအရန်အန်ဒီရများတယ်လို့ပြောပါတယ်။ဂိုင်တိုကဖုတ်ကောင်လူပြဖြစ်သွားတဲ့အခါတဘာဝတရားအပေါ်တက်ရောက်မှုတွေကိုပြသတဲ့ဗီဒီယိုတစ်ခုကိုဖွင့်ပြနေချိန်မှာနာဂါမိုရာဂျူနီယာကသူ့ကိုနိုင်ငံတော်သစ္စာဖောက်မှုနဲ့ဆွဆွဲလိုက်ပါတယ်။ဂိုင်တိုကလူအများကြီးအသက်ခံရတာထက်သူကသစ္စာဖောက်ပဲဖြစ်ခြင်းတယ်လို့ရှင်းပြပါတယ်။မနက်ပိုင်းမှာတော့ပန်တာနဲ့ဖုန်ဤအပါဝင်အသက်ရှင်ခြင်းရတဲ့အရာသားတွေအားလုံးကိုလုံခြုံတဲ့အိမ်တစ်လုံးစီခေါ်သွားပါတယ်။ဂျပန်စစ်သားတွေကထိုင်းလူငယ်သားတွေရဲ့ထားပုံတွေကိုယူလာပြီးသူတို့ရဲ့အလောင်းတွေကိုတွေ့ထားလို့ခွဲခြားတည်မြဲနိုင်ဖို့လိုတယ်လို့ဆိုပါတယ်။အရာသားတွေအားလုံးသူတို့သားတွေရဲ့မျက်နှာတွေကိုပို့ပွားပေါ်မှာတွေ့လိုက်ရတဲ့အခါငိုကြွေးကြပါတော့တယ်။ဖုတ်ကောင်တကောင်ကိုတိတ်တာတွေထည့်ပြီးတော့နာဂါမူရာကမျက်မြင်သက်တည်တွေမရှိနိုင်တဲ့အတွက်အရာသားအားလုံးကိုတပ်ပြရမယ်လို့ထိုင်းတပ်မှုကိုအသိပေးလိုက်ပါတယ်။တရားဝင်သတင်းကတော့သူတို့ဟာစစ်ပွဲရဲ့တားကောင်တွေဖြစ်သွားလေလို့ဆိုမှာပါ။တပ်မှုကကန့်ကွက်ပေးမဲ့အစိုးရနှစုံလုံးကဒါကိုသဘောထောက်ထားပြီးဖြစ်ကြောင်းနာဂါမူရာကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ခုထဲမှာတော့မော်ခါဖုတ်ကောင်တချို့ကသူ့ရဲ့မိတ်ဆွေဟောင်းတယောက်ကိုစားနေတာကိုတွေ့လိုက်ရပါတယ်။သူကသူတို့ကိုအော်ဟစ်လိုက်တဲ့အခါဖုတ်ကောင်တွေကသူ့ကိုပြန်လဲတိုက်ခိုက်တဲ့အတွက်ရန်ပွဲဖြစ်ပါတော့တယ်။မက်ကသူညီအင်အားနဲ့နေတာကိုတွေ့တဲ့အခါပြီးသွားကူညီပြီးသူ့မှာအန်တရစရာကောင်းတဲ့ခွန်အားတွေရရှိထားကြောင်းပြသလိုက်ပါတယ်။သူကတပွဲလုံးကိုအလွယ်တကူအနိုင်ယူလိုက်ပြီးသူတို့ကိုဒေါသကြီးဟိန်းဟောက်လိုက်တဲ့အတွက်သူတို့အားလုံးဒူးထောက်အညံ့ခံသွားကြပါတယ်။အဲ့ဒီချိန်မှာနောက်ထပ်ဖုတ်ကောင်တကောင်ကူထဲကိုဝင်လာပါတယ်။သူကအဖမ်းခံရပြီးနှိပ်စက်ခံခဲ့ပေမဲ့လွတ်မြောက်လာခဲ့ကြောင်းရှင်းပြပါတယ်။သူတို့မိဘတွေကွက်မြတ်ထင်ရသွားမယ်လို့လည်းသူကပြောပြပါတယ်။မော်ကဒါဟာသူတို့ကိုဆွဲထုတ်ဖို့ထောင်ချောက်တစ်ခုလို့ထင်ပေမဲ့မက်ကသူမိသားစုကိုဆွန့်လွတ်ဖို့ညှင်းဆန်ပြီးသူ့ညီကိုထပ်ပြီးတတိကြောင့်သူလို့ခေါ်လိုက်ပါတယ်။တော်ထဲမှာလို့စစ်သားတယောက်ကအရာသားလေးကိုစူတောင်းဖို့ဆိုတဲ့အကြောင်းပြနဲ့လမ်းပြခေါ်ဆောင်လာချိန်မှာနာဂါမူရာနဲ့သူ့စစ်သားတွေကသူတို့ပုံအောင်နေတဲ့နေရာကနေစောင့်ကြည့်နေကြပါတယ်။နာဂါမူရာဂျူနီယာကသူ့အဖေနဲ့စကားပြောဖို့ကြိုးစားပေမဲ့သူ့ကိုလီယူထားပါတယ်။မကြခင်မှာဖုတ်ကောင်တွေရောက်လာတဲ့အခါအရာသားတွေကသူတို့သားတွေပါဖြစ်သွားလေဆိုတာကိုမြင်လိုက်ရတဲ့အခါငိုကြွေးကြပါတော့တယ်။အဲဒီနောက်နာဂါမူရာကသူ့လူတွေကိုပြစ်ဖို့အမိန့်ပေးလိုက်တဲ့အခါအရာသားတွေစတင်တည်ဆုံကြပါတော့တယ်။တယောက်ပြီးတယောက်မြေပြင်ပေါ်ကိုလဲကျသွားကြပါတယ်။ဖုတ်ကောင်တွေကသူတို့ရဲ့တေးလူမျိုးပါဆွေမျိုးတွေစီပြေးသွားပြီးဝမ်းနဲ့စွာငိုကြွေးကြပါတယ်။မော့ကသူ့အမိကိုဖတ်ထားပြီးမက်ကတော့ပန်အပေါ်မှာငိုနေပါတယ်။ခဏတာဒီဝေးသွားပြီးနောက်မက်ကသူ့ချစ်သူကိုခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ထိုချိန်တွင်နာဂါမူရာသည်ခလုတ်တစ်ခုကိုနှိပ်လိုက်ရာတရွက်ပွန်ထံမှယူဝက်လောင်အိမ်တစ်ခုပေါ်လာပြီးဖုတ်ကောင်အလုံးကိုထောင်ချောက်ဆင်လိုက်သည်။စစ်သားတို့ကလောင်အိမ်ကိုတောက်ခတ်နေစဉ်မက်ကသူ့အမေကိုလည်းကိုက်လိုက်သည်။သို့တော့သူမအတွက်နောက်ကျသွားပြီးဖြစ်၍သူမသည်ပြောင်းလဲသွားခြင်းမရှိပေ။နောက်ထပ်ဖုတ်ကောင်တစ်ကောင်ကတောက်ခတ်ထားသည့်စစ်သားကိုကိုက်လိုက်ရာသူသည်သူ့ဖေစီသို့ပြန်ပြေးသွားသည်။မနေ့အနေငယ်တွင်စစ်သားသည်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားပြီးကြံတက်ဖွေဝင်းများကိုတိုက်ခိုက်ရန်ကြိုးစားသည်။နာဂါမူရာသည်ဓာတ်ကိုအမြန်ထုတ်ကသူ့ကိုလဲကျစေရန်လဲပင်ကိုခုတ်ချလိုက်သည်။ဖုတ်ကောင်များသည်ဒေါသတကြီးလောင်အိမ်ကိုဆက်လုပ်နေပြီးမက်ကီခွန်အားကြောင့်တောသည်ကျိုးသွားသည်။ထို့နောက်ဖုတ်ကောင်များသည်တပ်ဖွေဝင်းများကိုတိုက်ခိုက်ရန်ထွက်လာပြီးအကြမ်းမီတွင်တိုက်ခိုက်ရသောဂျပန်လူများမှဖန်တီးထားသည့်တပ်တော်အသစ်များစွာပေါ်လာသည်။ထိတ်လန့်နေသောနာဂါမူရာသည်လက်ပစ်ပုံနှလုံးကိုပစ်လိုက်ရာပောက်ကွဲမှုကြောင့်ဖုတ်ကောင်အချို့တိဆုံသွားတော့လေအများစုမှထွက်ပြေးသွားကြသည်။တော်ထိတ်တွေပန်သည်ဖုတ်ကောင်ဖြစ်နေခြင်းကိုအသားကျနေပြီဖြစ်သည်။မက်ကကြဆုံးသွားသောစစ်သားတဦးထံမှဓာတ်တစ်ချောင်းခိုးယူခဲ့ကြောင်းထုတ်ဖော်ပြောကြားပြီးသူမျက်လုံးများမဲမောင်သွားခြင်းတွင်လက်စားချေလိုကြောင်းကြေညာသည်။သူသည်အခြားဖုတ်ကောင်များကိုသူ့ကိုထောက်ခံစေရန်မိန့်ခွန်းပြောကြားခဲ့တော်လေမုတ်ကသူ့ညီကသူတို့အဖွေထဖုတ်ကောင်များပုံမဖန်တီးရန်လိုအပ်သည်ဟုပြောတော့ခါစိုးရင်သွားသည်။အဘဲကြောင့်ဆိုတော့သူသည်အခြားသူများသူတို့ကဲ့သို့ခန်းစားရမည်ဟုဝိထင်တော်ကြောင့်ဖြစ်သည်။နောက်ထပ်ဖုတ်ကောင်ကကောင်ကလည်းပောက်ကွဲမှုကြောင့်သူ့ညီကိုဆုံးရှုံးခဲ့ကြောင်းထောက်ပြကဤလက်စားချေမှုသည်တိတ်ဆုံမှုများပုံမများလာမိတာဖြစ်ကြောင်းညှိညူသည်။မက်ကသူ့ကိုအတိတ်ပေးရန်ဓာတ်ကိုဆွဲယူလိုက်တော်လေပန်ကဓာတ်အထိခုံဝင်ကအသက်ခံလိုက်ရသည်။မုတ်သည်ဝဲနဲ့စွာအောက်ဟစ်လိုက်တော်လေမက်ကအတုံ့ပြင်ခြင်းမရှိပေ။သူသည်အခြားဖုတ်ကောင်ကိုတက်ပြီးသူတွင်အစီပင်တစ်ခုရှိသည်ဟုပြောသည်။နောက်ထပ်နေ့မနက်တွင်မုတ်သည်သူ့မိသားစုနှင့်လူနှစ်တည်းရဲ့အနေငယ်တွင်ဖြစ်ပျက်ခဲ့သောရိုက်စိတ်တရားအလုံးကိုတွေးတောရင်နိုးထားလာသည်။စိတ်ခံစားမှုများစွာကိုမကင်တွင်နိုင်ဖြစ်နေသည်။ရုတ်တရက်သူသည်သူ့မိသားစု၏မြင်ရောင်မှုတစ်ခုကိုမြင်လိုက်ရပြီးသူ့ခန္ဓာကိုယ်သည်ပြအဖြစ်သို့ပြောင်းလဲစပြူလာသည်။သို့သောသူညီကသူ့ကိုဘာသက်မှမတိုက်ခိုက်သောရွဲဘောကြောင့်သူကိုခေါ်ခဲ့သည်ဟုတတိယသောအခါသူသည်ဖုတ်ကောင်ပုံစံသို့ပြန်ပြောင်းသွားသည်။စကန်တွင်နာဂါမူရာသည်ကင်တို၏တဲထဲသို့ရောက်ရကသူ့ခေါင်းကိုပစ်ထလိုက်သည်။ထို့နောက်သူသည်ကင်တို၏နှုတ်အလုံးကိုရှာဖွေရာဖုတ်ကောင်များသည်မိကိုကြောက်ကြောင်သိရှိရသည်။ထို့ကြောင့်သူသည်သူ့လူများကိုမိဖြစ်ဆက်ယူလာရန်ပြောလိုက်သည်။ခဏကြာတွင်နာဂါမူရာနှင့်သူ့ရဲ့စစ်သားများသည်တောထဲမှဖုတ်ကောင်ချို့ကိုလိုက်လံရှာဖွေနေကြသည်။နောက်ဆုံးတွင်လိုက်လံရှာဖွေမှုသည်ကူးတကူသို့ရောက်ရှိသွားသည်။ထိုနေရာမှာပိုးဆုံးကျူးထောင်ပေါင်းများစွာကိုတွေ့ရှိ၍သူတို့အံ့အားသွားကြသည်။ရုတ်တရက်ပိုးကောင်များအာနုံပြောက်ကွယ်သွားပြီးဖုတ်ကောင်များသည်မောင်မိုင်မှုကိုအခွင့်ကောက်ယူကတိုက်ခိုက်ကြသည်။စစ်သားများသည်ချက်ချင်းပစ်ခတ်ကြတော့လေခြေဆိုင်များသည်ဖုတ်ကောင်များကိုမတတ်နိုင်သောကြောင့်ဖုတ်ကောင်များအတွက်ရှိတက်ကတပ်ဖွေဝင်းများကိုတအူးပြီးတအူးကိုက်ရန်လွယ်ကူသွားသည်။
လူတူကမိပစ္စက်ကိုဖွင့်လိုက်တော့ခဖုတ်ကောင်များသည်ထွက်ပြေးရအတင်းကတ်ခိုင်းစိတ်ခံရသည်နောက်ထပ်လိုက်လံမှုတစ်ခုဖြစ်ပေါ်လာသည်တပ်ဖွဲ့ဝင်များသည်ဖုတ်ကောင်များကသူတို့ရဲ့စစ်သားတို့ကိုအစားထောက်နေသည်ကိုတွေ့ရှိရသည်တို့ကြောင့်သူတို့သည်ကျင်းမြောက်သောလမ်းကြားတစ်ခုမှပုံအောင်ညံပြီး၍တပ်မှန်ပြီးခတ်ကြသည်ဖုတ်ကောင်များသည်သူတို့ကိုလိုက်လာ၍ဂျပန်စစ်သားများသည်တူပြီးတူတနာညာတာမှုမရှိဘဲအသက်ခံရသည်အသက်ရှင်ကျရည်သူတူတွေတော့မှကနာဂါမူရာတစ်ပြီးသူသည်လမ်းကြားမှထက်ကရီအိုင်ထဲသို့ပြုတ်ကျ၍ကန်ပြီးသည်သူသည်သူခန္ဓာကိုယ်တစ်ခုလုံးကိုရွှေများဖြင့်အမြန်ဖုံးအုပ်ကနန်ကိုမိ၍ရက်နေသည်ထို့ကြောင့်ဖုတ်ကောင်များကသူ့ကိုလာရှာတော့ခသူ့ကိုမမြင်ပေဆက်လောက်သွားကြသည်ထို့နောက်နာဂါမူရာသည်အလွန်တတိထား၍လှုပ်ရှားလာပြီးအံ့အားသင့်ဖွယ်တိုက်ခိုက်ရန်စီရင်သည်သို့သောပိုးစုံကျူးတကောင်ပေါ်လာသည်သူ့နေရာကိုဖော်ပြလိုက်ရာဖုတ်ကောင်များသည်သူ့ကိုပြန်လာရှာကြသည်နာဂါမူရာသည်မိပစ္စက်ကိုဖွင့်ပြန်ကြိုးစားတော်လေရွှေများကပေးဆုံးနေသည်ဖုတ်ကောင်များကနာဂါမူရာကိုကိုက်နေစဉ်ကြာဆုံးသွားသောဂျပန်စစ်သားများသည်ပြောင်းလဲဆက်ပြူလာသည်မကြမီနာဂါမူရာလည်းဖုတ်ကောင်ဖြစ်သွားသည်တစ်ချိန်တည်းမှာပဲမုတ်ရောက်ရှိလာပြီးမိပစ္စက်ကိုမြေပြင်ကုန်တွင်တွေ့ရှိရသည်ထိုင်းဖုတ်ကောင်များကူထဲမှတွေ့ရန်ကြိုးစားတော့ခမုတ်ကဝင်းပေါက်ကိုပိတ်ဆို့ခသည်ဟုတွေ့ရှိရသည်မုတ်သည်သူ့ညီနဲ့သူ့အဖေဖော်များအတွက်ငိုပြေးလိုက်ရာမက်ကီမညံများကိုလုံတွဲလိုက်သည်သူမျက်လုံးများပုံမှန်ပြန်ဖြစ်လာပြီးမုတ်ကိုအလေးပြုလိုက်သည်မုတ်ကမိပစ္စက်ကိုအသုံးပြု၍သူတို့အားလုံးကိုမိရှို့လိုက်သည်နာဂါမူရာနဲ့တပ်ဖွဲ့ဝင်များသည်လည်းပြောင်းလဲပြီးစီတော့ခဝင်းပေါက်သို့ရောက်ရှိလာသည်မက်နဲ့သူ့ရဲ့လူများသည်မိပေါက်များကိုပလန်ထားစေရန်သူတို့အပေါ်သို့ချက်ချင်းခုန်ချလိုက်ရာလူတိုင်းအတူတူကိုတေဆုံနိုင်ကြသည်သူတငယ်ချင်းများကိုနောက်ဆုံးအချိန်တတိယပြီးနောက်မုတ်တီလည်းသူ့အဆုံးသက်ကိုရင်ဆိုင်ရန်ခုန်ချလိုက်သည်နောက်ထပ်ဗီဒီယိုများကြည့်ရှုနိုင်ရန် subscribe လုပ်ပြီး notification ခေါင်းလောင်းကိုဖွင့်ထားပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်